မင်္ဂလာပါကျွန်တော် Henry ပါကျွန်တော်ဒီနေ့ video ထဲမှာဆိုရင်တော့ဖြင့်ဒီ aroma key ဆိုရဲဒီဘောနော် Fumero Kaiju ဟန်တာထဲမှာ aroma key ဆိုရဲဒီ Jaeger အသစ်တစ်ခုထပ်ပေါ်လာပြီဘောနော်ဆက်ရုပ်အသစ်ပေါ့နော်အဲ့ဒါကျွန်တော်ဆန်းပြမယ်သူကဒီမှာဝယ်လို့မရဘူးဗျာနော်ဒီမှာ free ရတာဗျာဘာသာတော့လုံးဝဆော့ကလေးက free ရတာ free ရတယ်ဆိုရင်တော့ရှားရဗျာ free ရပြီးတော့အဲ့လောက်မတန်တဲ့ဟာရှိရဗျာဒါပေမဲ့ဒါကိုကြည့်လိုက် free ရတယ်ဆိုမဲ့အရင်တန်တာကျွန်တော်အရင်ကြိုက်နာမည်က aroma key ပေါ့နော် mark 6 jaguar ဆိုကျွန်တော်ဂျပန်အချင်းတယ်ဒါကြီးကတော်တော် damage ထွက်တာဒါကြီးရဒီ rocket ရတော်တော် damage ဒါအကုန်လုံး free နော်ဘာလို့ DNA နဲ့ပြန်ဝယ်စရာမလိုပြီးရင်ဒါကျွန်တော်တို့ Gripsy Danger တို့ Gripsy Avenger တို့မှာသုံးတယ်လေဒီမီးလေအဲ့ဒါပြီးလို့ရှိရင်ဒါတော့ကျွန်တော် plasma torch လို့ခေါ်ရဲအဲ့ဒါကြီးကတော့တော်တော်မိုက်တယ်သူ့ရဲ့ဒီပေါ့နော်ဒီ attack ကကြတော့အချက်20အောင်လားမသိဘူးအဲ့တော့ကျွန်တော်သဆန်းပြမယ်အဲ့တော့တောင်းမယ်ပြတာ okay ဒီမှာကျွန်တော် only ဘာတို့ဒီ difficulty 4အဆင့်ရှိရဲ့ဟာယူသဆန်းပြမယ်ဗျာအဲ့တော့ let's go guys ကဲကျွန်တော်ရောက်လာပါပြီ Okay ကျွန်တော်လည်းစောင့်ရမယ်ခင်ရလည်း load လုပ်ရ Okay ကျွန်တော်တင်ဒီ aroma key ဆိုတာလေဂျပန်ကထင်တယ်ဗျာဂျပန်ကထင်တယ်ပြီးတော့ nuclear ပဲယူရတယ်တော့ aroma key သူပြရတော့ရိုင်းပါမယ်ကဲတော့ကျွန်တော်တို့ဒီကောင်ကြီးကဘာလို့ damage အရင်များတာလဲကျွန်တော်ပြမယ်ဒီ heal ကတော့တော်တော်နည်းတယ်ပြီးရင် energy လေး stamina လည်းတော်တော်နည်းတယ်ဒါပေမဲ့ energy တို့ပဲမကြီးကျွန်တော်အမာဆုံးကောင်ယူဆန်းပြမယ်မကြီး damage ကိုကြည့်ရနော်တစ်ချက်ပဲမကြီး short white အဲ့ဒါကြီးကလုံးရတယ်ညာဒီမှာ chest missile အကျဉ်းဆုံးကောင်နော်ဒုတိယအကျဉ်းဆုံးကောင်ယူဆန်းပြမယ်ချက်သုံးချက်ပြတ်တယ် short white ဒါတော့ကျွန်တော် Gripsy Danger တို့ Gripsy Avenger တို့မှာသုံးတဲ့ဟာကြီးပါအဲ့လောက်တော့ဒီ fire damage ဒါပေမဲ့ပုံမှန်ပါပဲဒါ plasma torch အကျုံသူကဘလောက်တောင်ပါလဲဆိုရင်ဒီမှာကြည့်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20အဲ့တော့20ဆိုတာရတော်လွန်နေအမွန်းပြတယ်မှာ fire damage တွေလုပ်တယ်ကျင်း damage ယူ show ကျွန်တော်ဒါကြောင့်ဒါယူတော်ကြိုက်တာဗျာဒီ Atlas Destroyer လို့ view ဝဲတော့ဖြစ်သွားတယ် yes Atlas Destroyer လို့ဖြစ်သွားတယ်Atlas Destroyer ထက်တနေ့ damage နဲ့ပိုများသွားတယ်တဲ့ကျွန်တော်ထင် yes ဆိုဒီမှာပြောလာပါပြီ multiplayer ပဲနေပါမယ်ကဲဒီမှာပါကျွန်တော်နောက်တစ်ခုဒီ update လာသေးရပေါ့နော်အဲ့ဒါကတော့ဒီမှာဝယ်လို့မရဘူးကျွန်တော်မှဒီဟာတွေ Jaguar ရဲ့ကိုကျွန်တော်ပိုင်ပြီးသားမကြည့်ကြမှာအကုန်လုံးရှိတယ်ဒီမှာဒီကောင်ကြီးကိုနောက်တဲ့ update ကဒီကောင်ကြီးကို plasma chainsaw ထည့်ပေးလိုက်တာဗျာအဲ့ဒါဟို Gripsy Avenger နဲ့ Gripsy Avenger တော့ဖြစ်တယ်ဘာမှကျွန်တော်ဒီ Obsidian Fairy ရဲ့ဟိုဟာနဲ့တူပဲ Gripsy Avenger ကို chainsaw ထည့်ပေးလိုက်တာ Obsidian Fairy နဲ့တူပဲပေါ့နော်အဲ့ဒါကျွန်တော်စကားထဲမှာလေနှစ်ယောက်ချင်း fight ကြတယ်ချင်းစိုးကြီးနဲ့ပြီးရင်ကျွန်တော်နည်းနည်း sorry ပါဒါတော့ကျွန်တော်ဒီပုံမှန်ပဲဒီမှာအတစ်တစ်ခုဘာလဲဆိုရင် brother တို့ကဒီ raid တွေ boss တွေပါ fight နေလို့ကိုမနိုင်တော့ဆိုရင်ဒီကောင်ကြီးကိုဆင့်ခေါ်လိုက်လို့ရတယ်ဒီကောင်ကြီးကကိုပြီးချပြီပါဗျာဒါဝယ်ဖို့ဆိုကျွန်တော်ဒီ saber အတိနာပူဝယ်စေခြင်းနဲ့ဘာလို့ဆိုတော့ဒီကောင်ကဗျာလုံးဝပိုပြီး strong နဲ့ပိုပြီး damage များတယ်ဗျာဒါက coin 2000ဒါ coin 3000 coin 1000လောက်ထပ်စုပြီးတော့ coin 2000ဒါ coin 3000ဗျာ coin 2000လောက် coin 1000လောက်ထပ်စုပြီး saver အတိနာပဲကျွန်တော်ဝယ်သေးတော့ဒါရတော့လုံးဝအကောင်းဆုံးပုံဝင် nuclear မဟုတ်ကျွန်တော်ဝယ်ပြီးတော့စမ်းပြမယ်ဒါတော်မိုက်တယ် okay ကျွန်တော်နောက်တစ်ခေါက်ကျရင်ဝယ်ပြီးကျွန်တော်စမ်းပြမယ်ခုမှကျွန်တော်ပတ်စံမရှိသေးဘူးတောင်းချိုရှိသေးဒါတော့ကျွန်တော် new Jaeger ပေါ့နော်ကြကျွန်တော်နည်းနည်း party လေးနည်းနည်းလုပ်ပြီးတော့ကျွန်တော်ဟိုက rate သွားလုပ်မယ်ဒီကောင်ကြီးနဲ့မလူတွေကအများကြီးရှိပါတယ်ဟောညပြီကျွန်တော်လုပ်နေဒီကောင်ခေါ်လိုက်မယ်ပြီး Atlas Destroyer ယူခေါ်လိုက်မယ်นี่ blah 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 ခေါ်လိုက်မယ်နာမည်ရစားတယ်
ခေါ်ရပါတယ်တယောက်တော့ဝင်လာပြီဒါကြောင့် free ရနော်ဝေစီရလည်းမလို့ free ရတာ free ရတာနဲ့ဆိုရင်တန်တဲ့ခံစားချက်ကိုကျွန်တော်လုံးဝ vibe အပြည့်တန်တဲ့ vibe အပြည့်ကိုကျွန်တော် share ပေးရပြတော်တော်လေးကိုတန်တယ်ဒါကြီးက free နော်ဝယ်ရတာလည်းမဟုတ်လုံးဝ free လုံးဝတန်တယ်ကျွန်တော်တို့ဝင်ကြပါဟဲ့ကျွန်တော်ဝင်ကြပါကျွန်တော်တို့ဟိုပါပေါ့နော်ကျွန်တော်တယောက်တည်း rate ကိုလုံးအဆင်ပြေပြကျွန်တော်မနိုင်ဘူးထားပါကျွန်တော်လုံးလိုက်မယ်ဘာလို့လဲဆိုတော့သူတို့ကဒီ rate လုံးအပူထည့်ပေးရပါနော်ခေဒီမှာဟိုလေးရတယ် transition တယောက်တည်းပဲလို့ရတယ်သူ horizon brave ဆိုရဆရာကြီးကိုထည့်ပေးပါတယ်အမပဲကောင်းတက်မှကြီးရက်နေသူကအကူလောက်ပြီးမှာပေါ့ကျွန်တော်တို့ကူပြီးမှာ game နဲ့က non player character ပါဘာလို့နားလေးအောင်ပြောရမယ်ဆိုတော့ NPC ပေါ့နော် non player character ဒီကောင်ကြီးကကျွန်တော်တို့ရှိဘူးပထမဆုံးပြီးလာလိမ့်မယ်ကျွန်တော်တို့နည်းဟီးပေးမှာပေါ့နော်စားပါမရေးပါခေကျွန်တော်တို့နောက်ကိုလိုက်ပြီးတော့ပေါ့နော်ဒီရေခဲနဲ့ပြစ်မှာတော့ဒါကြီးကကျွန်တော်တော်တော်လေးကို technology ပြီးရနော်ခစ်ရှိပြီးဂျပန်ဆိုရင် ခစ်ကတော့တော်တော်ဒီ technology ဘာကြီးကတော်တော်ပြီးရပြကြည်ဦးအဲ့လိုမျိုးလင်းနေတဲ့ဟာအပြင်မှာသွားရှိလို့ရှိရင်လေခါကြီးကိုခုတ်လိုက်တာနဲ့စေပါလေးကျွန်တော်တို့ Star Wars ကြည့်ဦးဆိုရင်တီးလိုက်မယ်စေပါလေဘယ်လိုပြောမလဲအဲ့လိုမျိုးစေပါနဲ့ချက်လေခုတ်လိုက်လူရဲ့လက်တွေ anime တွေရဲ့လက်တွေပါကြီးပြုတ်တယ်လေကျွန်တော်ပြက်တယ်ဆိုမကောင်းဘူးကွာပြုတ်တယ်လေအဲ့တော့ဒါရုပ်လည်းအပြင်မှာချလို့ရှိရင်ကျွန်တော်ဂိမ်းထဲမှာမဟုတ်ဘူးလေပေါ့ပြင်မှာဆိုရင်အဲ့ကောင်တွေတစ်ချက်ပဲကျွန်တော်ပိုင်းလိုက်တာနဲ့ဒီလိုပြုတ်သွားမှာအဲ့တော့ chest missile ရန်ကောင်းတော့ဖြစ်ရန် damage ထုတ်တယ်ဗျဒီကောင်ကြီးကတော်လေးမိုက်တယ်ကျွန်တော်ကြိုက်တယ်ဒီကောင်ကြီးဒါပေမဲ့ဒီ heal နဲ့ stamina နေတာတော့အဲ့လောက်မကြိုက်ဒီပြေးတဲ့ energy ကရမ်းများနေတာဗျာကျွန်တော်ပြေးရဲ့ energy နည်းပြီးတော့ဒီ stamina များလို့ရှိရင်တော့ကျွန်တော်အဲ့လောက်ဘာလို့လဲဒီတော့ပြောနော်ဒီ passages လို့ခေါ်ရဲအဲ့ဒါဘယ်တော့တစ်ခါ update ပြီးတော့ max level ရောက်လို့ရှိရင် rebirth လို့ပြောပေါ့နော် brother ကိုနားလည်အောင်ပြောမယ်ဆိုပြန်စပြီးရင်ပြန်ပြီးတော့လုပ်လို့ရှိရင်တာမန်ထက်သွေးအများကြီးပို့တိုးတယ် brother က max level ဆိုရင် max level ထက်ကျော်လို့နဲ့သွေးကိုပို့ရတယ်ဗျာအဲ့တော့တချို့သူတွေဆိုရင်ဒါကြီးကို passages 1 2 3 4 5 6 7 8 9 10အောင်မဟုတ်ဗျာသူတို့62 63အဲ့လိုမျိုး DNA တို့ money တို့သူတို့ရှိရင်ရှိတော့လောက်တာပေါ့နော်ကျွန်တော်ဒီခိုင်တကောင်တက်လိုက်ဒါကြီးတော်တော်လှပါတယ်ဗျာပြန်လာဆိုရင်လည်းတော်တော်မိုက်မှာကျွန်တော်ကြိုက်တယ်ကျွန်တော်ဒီမှာတစ်နဲ့တော့ရှော့ကျွန်နေဆောင်လိုက်အောင်နော် Wi-Fi ကြလို့ရှိရင် slide ကိုချရမယ်ထင်တယ် post ကြီး slide ကျွန်တော်ဒါနဲ့ကျွန်တော်မပြောရသေးတာတခုပါဘောနော်ဒီကျွန်တော် YouTube ပေါ်မတက်လာတာဟိုလောက်ရှိပြီဗျ2ရက်လောက်ရှိသွားပြီဘာလို့ဆိုကျွန်တော်နေအဲ့လောက်မကောင်းတော့နော်ကျွန်တော်နေကိုကြီးပူနေရဒါကြောင့်ပါကဲတော့ဒီကောင်လေးကိုကျွန်တော်ချလိုက်မယ်ဒီဟာကြီးရပြီကျွန်တော်လည်းခန်းစားချက်က Obsidian Fairy ကို Gypsy Adventure ကို Gypsy Danger လို့ထွက်နည်းနည်းလေး damage ပို့ထွက်လာပြီကျွန်တော်တို့ခန်းစားမိရဒါကျွန်တော် idea ကိုပြောပြရအောင်ကျွန်တော်ရဲ့ခံစားမြင်ရအောင်ဘယ်တော့လဲအနေဟောပါတော့ဒါမှမဟုတ် Gypsy Adventure တို့မဟုတ် Obsidian Fairy တို့မဟုတ် Gypsy Danger ပဲဒီတော့ထပ်ပို့ပြီးတော့ damage ပြန်ရင်လည်းများနေကြအဲ့တော့ကျွန်တော်တို့ကျုံးလာပြီ okay background ရ noisy ဖြစ်နေတယ်ကြည့်အောင်ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ဒီကောင် heal နေတယ်ဆိုတော့ကြည့်ကျွန်တော်ဘာမှမလုပ်ဘဲနဲ့6တစ်ဖက်ကဟိုကဖြစ်သွားတယ်heal ကိုကျွန်တော်တော့မကြိုက်ဘူးဒါပေမဲ့ damage ထုတ်တာကြီးတော့တော်ကြိုက်တယ် Atlas Destroyer ဆိုရင် heal ကများတယ် stamina ကတော့နည်းတယ် energy များတယ် stamina နည်းရင်ကျွန်တော်အဲ့လောက်မပြောသေးဘူးဘာလို့ဆိုတော့နည်းနည်းသူ့ရဲ့ sorry but သူ့ရဲ့ဘောလို့ဒီ get တဲ့ damage တွေကတော်တော်များတယ် stamina နည်းနည်းလေးဆိုရင်ရတယ်မကြည့်ဘူးကျွန်တော်6တစ်ဖက်တော့ထိခိုက်နေခဲတော့ကျွန်တော်ဒီမှာကျုံးလိုက်ပါအောင်မယ်ဒီကောင်းလေးတကယ်ပြင်ကပောင်ရောက်ရမယ်ဆိုကျွန်တော်တို့
ကျွန်တော် AI အနေနဲ့ပဲဖန်တီးလို့မရဘူးတလား AI အနေနဲ့ဆိုရင်လုံးဝမရတော့ဘူးကျွန်တော်တို့ဒီတိုင်းဒီလိုစေရုပ်ဒီဖန်တီးဖို့ဆိုတာပေါ့နော် AI နဲ့တော့မရအောင် AI ထပ်ပို့ပြီးတာလွန်နေဒီစေရုပ်ကြီးညာကျွန်တော်ဒီစေရုပ်ကြီးကျွန်တော်နားလေတော့ပြပြန်ပြီညာဒီစေရုပ်တစ်ခုပြကျွန် striker ကိုတော့တိလာပါ striker Iruka လေPacific Rim ကြည့်ဝင်သူရိုက်တယ်အဲ့ striker Iruka ပေါ့နော်ဒီပေးရတဲ့အထဲမှာပေါ့ဒီတကယ်အပြင်ကဘာမှာဖန်တီးမယ်ဆိုရင် scientist တွေကခန့်မှန်းတာ100 billion ထက်ကျော်တယ်လို့ခန့်မှန်းထားတယ်တဲ့အဲ့ဒါကတော့ A striker ဆိုတဲ့ဟာတော့လုံးဝဘယ်လိုပြောမလဲဒီဟိုဟာထဲမှာလုံးဝဘယ်လိုပြောမလဲကျွန်တော် robot တွေထဲမှာသူကလုံးဝဘယ်လိုပြောမလဲဈေးအကြီးဆုံး robot ဖြစ်တယ်လို့ရင်းတော့ကောင်းတာတော့မဟုတ်ဗျဈေးတော့တော်ကြီးရယ်ဒါပေမဲ့ Gripsy Adventure လို့မျိုးပဲသူကအဲ့ Gripsy Adventure နဲ့ striker Iruka ဆိုရယ်legend တွေဗျာဒီလူသားတွေကိုဘယ်လိုပြောမလဲ striker ကကျတော့လူသားတွေကိုအတွက်ဒီမောင်းနဲ့ pilot နှစ်ယောက်က striker ဒီဘယ်လိုပြောမလဲကျွန်တော်မောင်းနဲ့ pilot နှစ်ယောက်ကအသိခံသွားဗျာလူသားတွေညင်ညံ့မှုအတွက်အသိခံပြီးတိုက်ပွဲဝင်နေတယ်အဲ့တော့ Gripsy Danger ဟာဆောတော့ပြောသွားအဲ့တော့ Gripsy Danger mission ကိုပြီးမြောက်အောင်လုပ်ပြီးတော့သူကဘောနော်ဘယ်လိုပြောရမလဲဒီလူသားတွေညင်ညံ့အောင်လုပ်ပြီးရဲအဲ့တော့ဒီနှစ်ယောက်က legend ကြီးရယ်စကားကြည့်လို့သူတိုင်းကြည့်လိုက်မယ်ကျွန်တော်တို့ Gripsy Danger နဲ့ပို့ကြိုက်တယ်ကဲ the strike no sorry the stabilize feels wow we're back online okay ပါဒီနေ့တော့ပြီးရင်တော့ဟိုဟာလာမှာဗျ Slater ကြီးလာအဲ့တော့ဖြစ်နိုင်ဘူးကျွန်တော်ဒီလောက် heal နဲ့တော်တော်ထိတာတော့ Slater ကိုနိုင်ပါမှာပဲအဲ့မှာစဖြစ်ပြီကဲ Slater ထွက်လာပါပြီအဲ့တော့ဒီကျွန်တော်ရဲ့ missiles တွေကိုအသက်ပြင်ထားလိုက်တော့မယ်မင်္ဂလာပါဦး Slater ထွက်လာပြီ boss ကြီးကြည်အောင်သွေးကျွန်တော်သွေးနဲ့သူ့သွေးနဲ့အကွာကြီးအဲ့ဒါဆိုရင်သွေးအပြည့်ရှိလို့ရှိရင်တော့သူ့ fire ကျွန်တော်နိုင်မယ်ဗျာကဲတော့ဘာလို့ပါဘူးကျွန်တော် nuclear ပဲဖောက်ခွဲလိုက်တော့ပါမယ်မစိုးပါဘူးကျွန်တော်16 D ရနေရ lobby လေးပြန်လိုက်မယ် okay ကဲကျွန်တော်ရဲ့ဒီနေ့ video ဒီလောက်ပါပဲကျွန်တော် video ကိုကြိုက်မဲ့တက်ကြမယ်လို့ထင်ပါတယ် like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ကျွန်တော်ဒီနေ့ video ထဲမှာဆိုတော့ဒီ full metal kaiju hunter ရဲ့ new update ကြီးကိုရှင်းပြခဲ့ရမှာဖြစ်ပါတယ်အားလုံးပဲ bye bye ပါခင်ဗျာကျွန်တော် video ဒီ YouTube ပေါ်မှာ2ရက်လောက်ပျောက်သွားတာကိုလည်းတောင်းပါပါတယ် bye bye မှာနောက် video မှာပြန်တွေ့ကြမယ် subscribe လုပ်ခဲ့ကြပါဦး